မင်္ဂလာပါဒီကဓမ္မမိတ်ဆွေတွေကိုကျေးဇူးတော်ရှင်ဗဒ္ဒနာဝေပုံလားဆရာတော်ဘုရားကြီးရေးသားချီးမြှင့်တော်မူတဲ့အရဟံဂုဏ်တော်8400ကျင့်ဆောင်ပုံစာအုပ်ထဲကတိဋ္ဌိယာမှာအလွန်အစွမ်းထက်လာတဲ့တရဏဂုံအကြောင်းနဲ့တကောယာမှာအလွန်အစွမ်းထက်လာတဲ့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေအကြောင်းကိုဘုဒ္ဓပြည့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာ channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လေးပြုလုပ်ပေးခဲ့ပြီးဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင်ခင်ဗျဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်တိဋ္ဌိအစတရဏဂုံကဆိုတဲ့စောင်းပုံးနဲ့အညီကိုယ်ခံပညာတွေခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုတွေကအစပြုပြီး10ပါးသောတိဋ္ဌိမျိုးကိုအလိုရှိတဲ့အခါမှာတရဏဂုံ3ပါးမဟာတရဏဂုံတော်30မဟာတရဏဂုံတော်54ပါးတို့ကိုအထူးပွားများအားထုတ်နိုင်ရမှာဖြစ်ပါတယ်ဒီလိုပွားများအားထုတ်နိုင်တဲ့အခါမှာတရဏဂုံရဲ့တိဋ္ဌိအစွမ်းတွေကြောင့်ခုနှစ်သားသမီးတွေမိမိကိုမကောင်းကြံစီလို့မရနိုင်သလိုကာယတိဋ္ဌိအရာမှာလည်းအပားပေါင်း30ထိပြီးစီးစေနိုင်ပါတယ်ဒါပြင်တရဏဂုံအစွမ်းကြောင့်တမာဒေဝနတ်တွေသာသနာတော်ဆောင်နတ်တွေနဲ့လောကပါလနတ်တွေကိုအမိတ်အာဏာနဲ့စေခိုင်းလို့ရနိုင်သလိုအဘိညာဉ်ဝိဇ္ဇာဉာဏ်တကိုးတွေကိုလည်းတရဏဂုံအစွမ်းကြောင့်ရရှိစေမှာဖြစ်ပါတယ်ဒါပြင်မိမိရဲ့အကျင့်သီလတိတ်ခါတမာတိတွေကိုတရဏဂုံအစွမ်းကြောင့်အဖျက်နတ်တွေမိစ္ဆာတွေအဖျက်ဝိဇ္ဇာတွေအနေနဲ့ပျက်စီးအောင်ဖျက်ဆီးခြင်းတွေမကောင်းကြံစီခြင်းတွေပြုလုပ်လို့မရနိုင်တော့သလိုအဖျက်ဆီးအနှောက်အယှက်တွေကင်းဝေးပပျောက်စေပြီးပျော်ရွှင်အေးချမ်းစွာငြိမ်းချမ်းစွာအောင်မြင်ပြီးစီးစေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်တိဋ္ဌိအစတရဏဂုံကဆိုသလိုတရဏဂုံ3ပါးမဟာတရဏဂုံတော်30မဟာတရဏဂုံတော်54ပါးတို့ကိုအထူးပွားများအားထုတ်ကြသူတွေအနေနဲ့တရဏဂုံရဲ့တိဋ္ဌိအစွမ်းတွေကြောင့်သူတစ်ပါးအဖျက်အဆီးတွေမလိုမုန်းထားမှုတွေမနာလိုဝင်တုံမှုတွေအတိုက်ခံတွေအဖို့တဲ့အခက်ခဲတွေနဲ့ဘေးရန်တွေကနေကာကွယ်ပြီးစီးစေနိုင်လို့ကာကွယ်ပြီးသားလည်းဖြစ်စေပါတယ်ထို့အတူတကောစဂုံတော်ကဆိုတဲ့စောင်းဖို့တိုင်းမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေဟာလည်းရန်သူမျိုး၅ပါးကိုလွှမ်းမိုးအုပ်ချုပ်နိုင်လို့ရန်သူမျိုး၅ပါးကိုခြေဖြတ်နိုင်ပြီးဖျက်ဆီးစေနိုင်ပါတယ်ဒါအပြင်ဘုရားရှင်ရဲ့ဂုဏ်တော်တွေဟာစုံးကဝေတစေမြေဖို့ဘလူးတရေတပတ်ပုတ်ပိတ်တာတို့ကိုလည်းဖျက်ဆီးနိုင်တဲ့အစွမ်းတတ္တိတွေနဲ့ပြည့်စုံသေးပြီးဂုဏ်တော်ရဲ့စွမ်းအားကြောင့်ခုနှစ်ရဲ့သားသမီးတွေအနေနဲ့မိမိကိုချစ်ခင်လေးစားလာစေပြီးစားဝယ်တောက်ဝယ်လှူဝယ်တွေနဲ့ပူဇော်ကြောလာစေနိုင်တဲ့တကောအစွမ်းတွေကိုလည်းရရှိစေနိုင်မှာဖြစ်ပါတယ်ဒါအပြင်တကောအစဂုဏ်တော်ကဆိုသလိုအလုံးစုံသောလူနာဝိဇ္ဇာတတ္တဝါတွေပါမကြံချစ်ခင်နှစ်သက်ကြည်ညိုလာစေနိုင်သလိုအလုံးစုံသောရတနာတွေရွှေငွေတွေနဲ့စီးစိမ်ဥစ္စာတွေလည်းဝင်လာမဆဲတသေးသေးဆိုလိုဝင်ရောက်လာစေနိုင်ပါတယ်ဒါပြင်အိဒီဝိဒဒိဗ္ဗတော်တာဒိဗ္ဗစကုစေတောပရိယပရစိတ်တဝိဇာနာနာဉာဏ်တွေကိုလည်းပါရမီအလျောက်ရရှိလာစေနိုင်မှာဖြစ်ပြီးဂုဏ်တော်ရဲ့တကောကြောင့်စိတ်သွားတိုင်းကိုပါလိုရာခီးကိုဆက်ရောက်စေမှာဖြစ်ပါတယ်တိဋ္ဌိစတရဏဂုံကတကောစဂုံတော်ကဆိုတဲ့အတိုင်းသူတော်ကောင်းတွေနဲ့မြတ်သောအကျင့်ကိုကျင့်ကြံအားထုတ်ကြတဲ့ဆရာကောင်းတွေကတော့တရဏဂုံတော်ကိုအတွင်းထားပြီးကျင့်ကြံပွားများအားထုတ်ကြလို့ဂုံတော်9ပါးကိုအပြင်အာယတနာဓာယ32ခုထာတမှာအားထားပြီးကျင့်ဆောင်ပွားများအားထုတ်ကြပါတယ်ဒါပြင်သူတော်စင်သူတော်ကောင်းတွေဟာလက်ရာကိုတရဏဂုံလက်ဝဲကိုဂုံတော်ထားပြီးလက်ဝဲဓာတ်လက်ရာဓာတ်စုံညီအောင်လဲကျင့်ဆောင်ပွားများအားထုတ်ကြပါတယ်ဒါပြင်နေမင်းကိုတရဏဂုံလာမင်းကိုဂုံတော်ထားပြီးနေဓာတ်လာဓာတ်အပူဓာတ်အေးဓာတ်စသဖြင့်ဆွဲသုံးထားပြီးပွားများအားထုတ်ကြတာဖြစ်ပါတယ်ဒါကြောင့်နေနဲ့လာနှစ်ပါးပြိုင်တကြားကိုယ်တိုင်မမယ်ယောက်ျားစတဲ့ဆိုရိုးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်တရဏဂုံတော်ဟာလက်ရလက်နက်စွမ်းအားတစ်ခုဖြစ်ပြီးစัจ java လာ1000အထိပြန့်နှံ့စေနိုင်တယ်လို့ဂုံတော်9ပါးဟာလည်းလက်ဝဲလက်နက်စွမ်းအားတစ်ခုဖြစ်ပြီးစัจ java လာ1000အထိပြန့်နှံ့စေနိုင်ကတစ္ဆာ၄ပါးမက္ကင်၈ပါးဘောဓိပက္ခိယတရားတပ္ပညုတဉာဏ်တော်အနန္တနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာအာနိသင်စွမ်းအားဟာစัจ java လာဂရေတသိန်းထိပြန့်နှံ့ထက်မြက်လာစေနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာတည်ထားရမှာကတော့တရဏဂုံအကျင့်ကိုပဲကျင့်ဂုံတော်အကျင့်ကိုပဲကျင့်ကြံပွားများအားထုတ်သူတွေအနေနဲ့မိမိတို့ရဲ့ကျင့်ကြံပွားများအားထုတ်မှုတွေကိုရိုသေလေးစားယုံကြည်ရမှာဖြစ်ပါတယ်ဒါပြင်တရဏဂုံကိုပွားများရွတ်ဆိုသည်ဖြစ်စေဂုံတော်ကိုပွားများရွတ်ဆိုသည်ဖြစ်စေပိပိတတပြက်ပြက်တတနဲ့အဖြတ်တောက်မှန်ကန်စွာရွတ်ဆိုနိုင်ရမှာဖြစ်ပါတယ်အလင်းစလိုကျင့်ကြံပွားများတာဖုတ်ပူမိတိုက်ကျင့်ကြံပွားများတာမောကြီးပန်းကြီးရောက်လာပြီးကမှကျင့်ကြံပွားများအားထုတ်ကြတာမျိုးတွေမပြုတ်လို့တင်လို့အားမထုတ်တင်ကြောင်းကိုလည်းသိထားရမှာဖြစ်ပါတယ်ဒါပြင်တရဏဂုံကိုဖြစ်စေဂုံတော်ကိုဖြစ်စေကျင့်ကြံပွားများအားထုတ်ကြတဲ့အခါတောတောင်ထဲမှာအားထုတ်မယ်ဆိုရင်တောဆောင်နတ်တောင်ဆောင်နတ်
ရုပ်ကစိုးနတ်ဘုံမဆိုးနတ်တွေကိုအဓိကထားပြီးမေတ္တာပွားကအမျှဝေပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့နေအိမ်တွေမှာကျင့်ကြံပွားများအားထုတ်မယ်ဆိုရင်အိမ်ဆောင်နတ်ရက်ကွက်ဆောင်နတ်မျိုးဆောင်နတ်ရွာဆောင်နတ်ဘုံမဆိုးနတ်ရုပ်ကစိုးနတ်အာဃာတဆိုးနတ်တွေကိုအဓိကထားပြီးမေတ္တာပွားကအမျှဝေပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘုရားစေတီပထိုးတွေမှာတဏ္ဍာကုံကိုဖြစ်စေဂုံတော်ကိုဖြစ်စေကျင့်ကြံပွားများအားထုတ်ကြတဲ့အခါဘုရားစေတီဆောင်နတ်တွေတမာဒေဝနတ်တွေသာသနာတော်ဆောင်နတ်တွေနယ်မြေဆောင်နတ်တွေတောဆောင်နတ်တွေတောင်ဆောင်နတ်တွေနဲ့ဘုံမဆိုးရုပ်ကစိုးအာဃာတဆိုးနတ်တွေကိုအဓိကထားမေတ္တာပွားကအမျှဝေပေးကြရမှာဖြစ်ပါတယ်ဒါမှသာမိမိတို့အားထုတ်နေတဲ့အကျင့်ပရိပတ်ကိုဖျက်ဆီးမဲ့အန္တရာယ်တွေအနှောက်အယှက်ပေးမှုတွေအတိုက်ခံလုံးမှုတွေကနေကင်းဝေးပပျောက်စေမှာဖြစ်ပါတယ်ဒီလိုကင်းဝေးပပျောက်စေဖို့အတွက်လည်းတောဆောင်နတ်တောင်ဆောင်နတ်တွေရုပ်ကစိုးဘုံမဆိုးနတ်တွေကကုညီမဆစောင့်ရှောက်ပေးကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ channel လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ